စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကကိုယ့်အကိုဆုံးမရမှာဖြစ်တယ်ကိုယ့်ကိုယ်ပဲဆုံးမရမှာသူများဆုံးမရတာမဟုတ်လူတွေဆိုတာသူများကိုပဲဆုံးမဖို့စိတ်ဝင်စားတယ်ကိုယ့်ကိုယ်ဆုံးမဖို့စိတ်ဝင်စားဘူးသူများဆုံးမဖို့တော့ကြည့်အများရန်ကြည့်အပြစ်ဆိုလည်းပဲအများပတ်ဝန်းကျင်မှာအပြစ်ဆိုတာအများရန်ရှာတတ်တယ်ကြည့်လေငယ်ရွယ်သူတွေကြုံရတတ်တာပေါ့တစုံတစ်ခုကိုယ့်လက်ထဲကမတော်တဆလွတ်ကျသွားရင်ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်ပါပြောနမောနမဲ့နိုင်လိုက်တာပြပြောခံရတယ်မလေးမစားနဲ့လှုပ်တယ်နမောနမဲ့နိုင်တယ်ဆိုပြစ်တယ်မတော်တဆကိုယ်သာလွတ်ကြမယ်ဆိုရင်ဘယ်လိုပြောတော့ဆိုမတော်လို့တဲ့အဲ့ဒါကြောင့်သူများကြတော့မတော်လို့မပြောနိုင်ဘူးနမောနမဲ့လှုပ်လို့ဖြစ်တယ်လို့မြင်တယ်ကိုယ်ကြတော့မှမတော်တဆတော့လူဟာကိုယ့်ကိုအမြဲတမ်းလျှော့ထားတယ်သူများကိုတော့အပြစ်တင်မှုဒါလူသဘာဝကိုပြောပြတာပါလူသဘာဝပြောအထက်လူကြီးတွေကလည်းအောက်လူတွေကိုဒီတိုင်း